အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mind Golden ပတ်သက်ကိုကြီး channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့အားလုံးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်ပြပြသွားပါမယ်အဲ့ဒီပုံမြင်လေးကကျွန်တော်နိုင်ငံရဲ့အနာဂတ်ပညာရေးနဲ့တစ်မျိုးတစ်ပုံဆက်ဆက်နေပါတယ်ဟုတ်ပြီစလိုက်ကြရအောင်ဟိုးရှိတုန်းကကျွန်တော်မြန်မာနိုင်ငံရဲ့စာသင်ခန်းတွေဟာမြေပြူတွေကြောက်တင်မုံတွေနဲ့အယောင်ဆင်းမဲ့နေတဲ့စာအုပ်တွေကိုဒါအဓိကအားထားခဲ့ကြရတာပါဒါပေမဲ့ဒီနေ့ဆိုရင်ကျွန်တော်တို့ဟာအပြောင်းအလဲတစ်ခုကိုမြင်တွေ့နေရပါပြီတာမန်ကြောက်နေမုံတွေကနေပြီးတော့မှအယောင်သွေးစုံနေတဲ့ဓာတ်တင်မုံတွေစီကိုတဖြည်းဖြည်းကူပြောင်းရင်ကျွန်တော်တို့ပညာရေးစနစ်ဟာအနာဂတ်စီတဖြည်းဖြည်းစတင်ခြေလှမ်းနေပါပြီကွန်ပျူတာပေါ်ကကလစ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့လှည့်နေလေးအောင်မြင်ဆောင်မကြံအသက်အရွယ်မြူလူအားလုံးပညာသင်ယူလို့ရအောင်ဖြည့်ဆည်းပေးနိုင်မယ့်စနစ်တစ်ခုစီကိုကျွန်တော်တို့ကြိုးစားရှောက်လန်းနေပါပြီဆယ်စုနှစ်တွေနဲ့ချီပြီးကျွန်တော်နိုင်ငံရဲ့ပညာရေးဟာရည်သွေးပိုင်းမှာမညီမျှမှုတွေလိုအပ်ချက်တွေအများကြီးရှိခဲ့တာပါကျေးလက်ဒေတာအကြောင်းတွေမှာအရင်းမြစ်တွေချွတ်သက်ခဲ့တယ်ဆယ်စမတွေလည်းနေပါခဲ့တယ်ဒီပညာဆိုတာဟာအိမ်မက်တစ်ခုလိုပါပဲဒါပေမဲ့အားသာချက်တစ်ခုအနေနဲ့အသိပညာတွေအသက်ပညာတွေနည်းပညာနဲ့အနာဂတ်ခွင့်လန်းတွေအတွက်ဆာလောင်နေတဲ့မျိုးဆက်တစ်ခုကျွန်တော်တို့မှာရှိနေခဲ့တာပါဒီနေရာမှာအလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်အင်တာနက်တွေမိုဘိုင်းဖုန်းတွေနဲ့ဒေတာရင်းတည်ထွင်မှုတွေရဲ့အရှိန်မြင့်တက်လာမှုပါအဲ့နေရာမှာမိကွန်းတစ်ခုပါတကြိုင်နဲ့ပေါ်ပေါက်ခဲ့ပါတယ်နေရာအစုံဘဝအစုံအလွှာအစုံကကျောင်းသားလူငယ်တိုင်းကိုစတင်ငန်းနဲ့ရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲအဲ့ဒီချိန်မှာ digital ပညာရေးကလည်းတခါတည်းဝင်ရောက်ခဲ့ပါတယ်မြန်မာနိုင်ငံတဝန်းကကျောင်းတွေမှာစမ်းသပ်မှုတွေစတင်ခဲ့တဲ့အရင်ဆုံး offline ဗီဒီယိုသင်ခန်းစာတွေနဲ့ပြီးရင်အပြန်အလှန်သုံးမြန်တဲ့ app တွေ Zoom စာသင်ခန်းတွေကျေးလက်တော်ရတွေမှာနေစွမ်းအင်လို့ပြန်လည်ပြဖြိုးမြဲစွမ်းအင်သုံး digital စာသင်ခန်းတွေတောင်ရှိလာခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ ပညာရေးစီမံချက်နဲ့ UNESCO NGO တို့ရဲ့မြန်မာ digital ပညာရေးလို့ platform တွေကမျှော်လင့်ချက်အသစ်တွေယူဆောင်လာခဲ့ပါတယ်ဒါတွေကြောင့်ကျောင်းသားတွေဟာကိုယ်ရေးရာတွေအပြင်ကမှ AI နည်းပညာသိပ္ပံမြန်မာစာအင်္ဂလိပ်စာတွေကိုတော့ဖုန်းကနေသင်ယူလာနိုင်ပါတယ်ဆရာတချို့ကဆို digital ပညာရေးပေါ်လီဒိုတွေတောင်မှတ်ချက်ပေးကြပါတယ်အရင်တုန်းကသူတို့မှမြေပြူပဲရှိခဲ့တယ်အခုဆိုဗီဒီယိုတွေပြလို့ရတယ် slide တွေသုံးလို့ရတယ်ကျောင်းသားတွေကိုလက်တွေ့ဘဝမှာအသုံးဝင်မဲ့ຢာတွေသင်ပေးနိုင်တယ်ဒါကသူတို့ရဲ့သင်ကြားနည်းစနစ်တွေနဲ့ကျောင်းသားတွေသင်ယူမှုကိုအများကြီးပြောင်းလဲသွားစေတယ်ဆိုတာမျိုးပါကျွန်တော်အခုပြောခဲ့တာတွေကရုပ်ဝတ္ထုတွေအကြောင်းတတ်မဟုတ်ပါဘူးလူသားတွေအကြောင်းလည်းဖြစ်ပါတယ်ချင်းပြည်နယ်က73နှစ်ရွယ်ကလေးငယ်လေးတူတက်ဘလက်ကနေကွန်ပျူတာသိပ္ပံသင်ယူနေတာရန်ကုန်ကမိခင်တူonline ကနေ diploma ပြီးအောင်လုပ်နေတာရှမ်းပြည်နယ်ကဆရာတူ Zoom ကနေပြီးတော့မှကျောင်းသား30ကိုသင်ပေးနေတာတွေကိုချင်းသိနိုင်ပါတယ်ဒါကပညာရေးဆိုတာရှင်းသန်နေုံနဲ့မကပဲပြောင်းလဲတိုးတက်နေတယ်ဆိုတာကိုမိမောင်းထုတ်ပြနေတာပါလူတိုင်းပုံမပါဝင်နိုင်တယ်လူတိုင်းအတွက်ပြုလဲပြင်လဲတဲ့အနာဂတ်အတွက်အဆင်သင့်ဖြစ်နေတယ်ဆိုတာမျိုးပါကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ရှေ့ဆက်ရမယ်လမ်းဟာမလွယ်ကူလာပါဘူးအင်တာနက်လက်လန်းမြင်မှုတွေကကန့်သက်ချက်တွေရှိနေကောင်းရှိနေနိုင်တယ်တချို့ကျောင်းတွေမှာဆိုလက်စင်ပြီးတော့ဆန်ဆိုင်နေရတဲ့မျိုးလည်းရှိနေပါသေးတယ်ဒါပေမဲ့စီမံခန့်ခွဲမှုကောင်းကောင်းနီလန်းကောင်းကောင်းနဲ့ပေါင်းမယ်ဆိုရင်တော့ကမ္ဘာအဆင့်မီပြီးအနာဂတ်မှာအောင်မြင်တဲ့ပညာရေးစနစ်တစ်ခုစီကိုကျွန်တော်တို့ရောက်နိုင်ပါတယ်အပြောင်းလဲရစတင်နေပါပြီကျောင်းသင်ပုံတွေကနေအာကာသဟင်းလင်းပြင်ကစာသင်ခန်းတွေစီကိုသွားရင်ကျွန်တော်နိုင်ငံဟာပညာရေးမှာအခန်းသစ်တစ်ခုကိုရေးသားနေပါပြီဒါကိုနီးပညာစသစ်တည်ထွင်မှုမျှော်လင့်ချက်တွေနဲ့စတင်ခဲ့ပါပြီပညာရေးဆိုတာဟာရက်သက်နေတဲ့တိုင်ကက်နိုင်ကြလို့မဟုတ်ပါဘူးဒါဟာကျွန်တော်တို့အတူတည်ဆောက်ရမယ့်အနာဂတ်တစ်ခုပါကျွန်တော်အခုပြောသွားတာလေးကလက်ရှိအခြေအနေတွေနဲ့အများကြီးကွာကောင်းကွာနေလိုက်မယ်လက်ရှိအခြေအနေတွေနဲ့အများကြီးကွာနေတာဖြစ်တဲ့အတွက်ပုံမြင်လို့ကျွန်တော်ပြောတာပါဒါပေမဲ့ဒီပုံမြင်လေးတကယ်အသက်ဝင်ခြင်းမဝင်ခြင်းတကယ်ဖြစ်ခြင်းမဖြစ်ခြင်းကတော့လက်ရှိချိန်မှာရှိနေတဲ့ကျွန်တော်တို့လူငယ်တွေရဲ့ကြိုးစားအထောက်မှုစီးလုံးညီညွတ်မှုနဲ့အမျှော်မြင်နေမှာအများကြီးမူတည်နေပါတယ်အဲ့တော့ဒီကုန်းချုပ်အနေနဲ့ပြောကြရင်ပညာရေးဆိုတာဟာကမ္ဘာကြီးကိုပြောင်းလဲဖို့အတွက်အကောင်းဆုံးလက်နက်ပါဒီတော့ကျွန်တော်နိုင်ငံကိုတိုးတက်ပြောင်းလဲစေခြင်းပညာရေးကလွယ်ပြီးတော့မှဘယ်ရာကမှပြောင်းလဲပေးနိုင်မယ်လို့ကျွန်တော်တော့မထင်ပါဘူးအားလုံးကိုကျေးဇူးများ